အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ကတော့ရွာထဲသွားရင်ရွာထဲအိမ်တွေကိုရိပ်ပြပေးပါဆိုလို့ကျွန်တော်အိမ်ကိုအလဲသွားခဲ့ပါတယ်ထွက်လာကြတော့မိုးမရွာပါဘူးလမ်းရောက်မှာပဲနေပူပူနဲ့မိုးထရွာလိုက်ပါတယ်ခင်ဗျာအိမ်ကိုရောက်ခါနီးမှာမိုးကပိုတဲလာတာပေါ့ဒီဘက်ကအိမ်တွေကတော့ဒီလိုခြေတန်းစီအိမ်လေးတွေပါခင်ဗျာအိမ်ပေါ်တက်လိုက်တာနဲ့ကြိုနေတာကတော့မျက်မှောင်ကြိုပြီးကျွန်တော်ကိတ်မလို့နဲ့အဲ့အကောင်ကြီးကြိုနေပါတယ်ခင်ဗျာဟိုလမ်းမှာအဝေးကနေမြင်ကြတဲ့ကအဖွားကအိမ်ထဲမှာဝင်ပြီးတော့လက်ဖက်ရည်နှွေးကြမ်းတွေလှုပ်ထားတာပေါ့နော်ဒါကတော့ထင်းတွေစူထားတာပေါ့သူတို့အိမ်ဘေးပတ်လေအကုန်လုံးထင်းနေနဲ့အုပ်ထားတာပါခင်ဗျာဟိုယူရိုအိမ်ကထင်းပေါ်ဆုံးပဲဟုတ်တယ်ကျန်တဲ့အိမ်တွေထင်းအဲ့လောက်မများဘူးသူတို့အိမ်ဆိုအကုန်အပြည့်အတိုက်ပဲဒီအိမ်ထဲမှာလူကြီးနဲ့စကားပြောနေတာတော့မရိပ်တော့ပါဘူးခင်ဗျာဆရာကကင်မရာတကားကားကြီးနဲ့ဆိုရင်သူတို့အနေခက်နေမှာဆိုလို့အဲ့ဒါကြောင့်မရိပ်ပြတော့ပါဘူးခင်ဗျာဒီအပြင်ကအိမ်တွေကိုပဲကျွန်တော်ရိပ်ပြပါမယ်ခင်ဗျာအဲ့ဒါနဲ့ပန်းလေးခူးပြီးတော့ပြန်လာခဲ့လိုက်ပါတယ်ခင်ဗျာအဲ့ကျွဲအိမ်ကိုသွားမယ်ဆိုပြီးတော့ပြန်လာတာပါခင်ဗျာဒီဘက်ကအိမ်တွေကြတော့ဒီလိုအိမ်မျိုးလေးတွေပါပဲခင်ဗျာဒီအိမ်အပြင်ဘက်မှာကိုပြစ်ကြီးတွေလှုပ်ထားတာကြတော့ဒီလက်ဖက်ချော့လှုပ်ပြီးရင်လက်ဖက်ချော့လှမ်းဖို့ရအတွက်ကိုလှုပ်ထားတာပေါ့နော်ဒါကတော့လမ်းမတွေ့တဲ့ကလေးတွေကိုချွချင်ပေးရအောင်ဆိုပြီးချွချင်နေအကတ်ထဲကိုထည့်တာကလေးတွေအများကြီးတွေ့လို့ပေးလိုက်ပါတယ်ခင်ဗျာတစ်ဖက်ချော့ကလူရန်အိမ်တိုင်းနီးပါးလောက်ကြတော့ဒီကုပစ်ကြီးတွေကြတော့အိမ်တိုင်းနီးပါးရှိပါတယ်ခင်ဗျာဒါကတော့အဲ့ကျွဲတို့အိမ်ထဲဝင်သွားပါပြီအဲ့ကျွဲတို့အိမ်ကလက်ဖက်ချော့တွေကိုတဆင်းဝယ်ပြီးတော့သူတို့ကနေတဆင်းမိန်ကင်ကိုမြို့ပေါ်သွားရောင်းတာပေါ့နော်ကဖေးကိုသွားရောင်းတာပါခင်ဗျာလက်ဖက်ချော့တွေအများကြီးစုထားတာရနေပါပြီသူတို့မြို့တက်တော့မယ်ထင်ပါတယ်ခင်ဗျာမြို့တက်ရင်တော့ကျွန်တော်လည်းလိုက်သွားပါဦးမယ်အဲ့ကျွဲတို့အိမ်တွင်းတော့လူကြီးတွေမရှိလို့ရိပ်ပြလိုက်ပါတယ်ခင်ဗျာအဲ့ဒီတော့ခတ်ထားတဲ့ဟာတော့သူတို့ဈေးရောင်းတဲ့ခန်းလေးပေါ့ဒါကတော့သူတို့ခြံထဲကိုသွားပြီးတော့ပဲစီသွားခုမယ်ဆိုပြီးကျွန်တော်လိုက်သွားခဲ့ပါတယ်ခင်ဗျာပြုံးဖူးတွေကတော့ဒီလိုတိတိလေးတွေပဲဖြစ်နေသေးလို့အခုချိန်ထိပြုံးဖူးတစ်လုံးမှမစားရသေးပါဘူးခင်ဗျာပဲစီတွေကအရန်ကောင်းပါတယ်အဲ့ဒီကကျွန်တော်တို့ပဲစီတွေဒါပဲသီးအရန်ကောင်းတယ်ဆိုလို့ခေါ်လာတာပါခင်ဗျာဒါပေမဲ့ပဲချန်ထက်ရောက်တော့ပဲသီးတွေကလည်းဘုံကြီးကျောင်းမှာစီးနေတဲ့အတွက်ဒီဖြုံညုံလေးတွေခူးပြီးတော့ပြန်လာလိုက်ပါတယ်ခင်ဗျာ